ဒီဗီဒီယိုကတော့စုံရှိခင်ရှိရဲ့လူတွေကြော်သွားလို့ရတဲ့ဗီဒီယိုပေါ့နော်ဘာလို့လဲဆိုလို့ချင်းဒါအုတ်တက်နဲ့ Leslie ရဲ့ Valentine ရဲ့စကင်ကိုမွန်တော့ကနေထုတ်ပေးတာတော်တော်လေးကို romantic ဆန်တယ်လို့ပြောလို့ရမှာတရှင်နောက်က background sound လေးရောပါလေးရပေါ့နော်ဘလာတော့နားတော့ယူတော်လေးမိုက်တယ် Each note carries my deepest feelings. Behind the screen, you're so much easier to hide. ရှင်းသားထောင်နေတယ်ဆိုလို့ရှိရင်တော့ဒါဒီစကင်နဲ့ဝင်တော့ရှင်းသားထောင်ရရပေါ့နော် On the days I ဒါပေမဲ့စုံရှိဘယ်မရှိတဲ့လူရောနားထောင်ရလည်းမလိုပါဘူး when there was still a slide တော်လေးမိုက်တဲ့ info လေးတွေဒီလိုနဲ့တော်တော်လေးကိုကြံနေပေါ့နော်အဲ game လေးတွက်ကြည့်လိုက်အောင်လက်ဖို့က Each step with game him feels ပုံစံလေး like လည်းတော်တော်လေး fine နဲ့ perfect rhythm. That လက် song ချတဲ့ပုံစံလေးလည်း belongs မိုက်တယ် to ပေါ့နော် us. From now until eternity. basic ဆိုလို့ရှိရင်လည်းတော်တော်လေးမိုက်တယ်ဗာလေးနဲ့ပြင်တော့တဲပုံလေးscale 1ဆိုလို့ရှိရင်လည်းစက်ကူဖလေလေးပေါက်တာစက်ကူစွန်လေးပေါက်ထားတဲ့ပုံစံလေးမိုက်တယ်စကေး2ကတော့တဲပုံလေးတစ်ကောင်တယောက်နဲ့တယောက်စီမှာပတ်ပြီးတော့ဖုန်နေမှာပေါ့နော်တော်တော်လေးမိုက်တယ်ဒီချက်ကတော့တော်တော်လေးကိုချက်ပြကောင်းတဲ့အဖက်လေးထည့်ပေးတာပေါ့နော်အဲ့ဒီလေးဘယ်လောက်လမ်းလဲဆိုတော့ကျွန်တော်စောက်ကြည့်ရအောင်အိုးအဲ့ဒီလေးကလုံးဝဆောင်းကျွတ်စိန်ပေါ့နော်လမ်းစလော့ပါလာပြီးတော့ကပေးမှာပေါ့နော် romantic dance လေးပေါ့နော်ဒါလည်းတော်တော်လေး fine နေတာ main လေးတော်တော်များကြိုက်ကြမဲ့ skin လေးပေါ့နော်ဒါပေမဲ့ဘယ်မရှိတဲ့သူတွေတော့စိတ်မကောင်းပါဘူးကြော်သွားလို့ရပါတယ်โอ้တော်ကြီးလိုက်တာပေါ့နော်အဲဒီသုံးတာတော့မှ romantic ဆန်လေးသုံးတာဆိုတော့တော်လေးဖြစ်တယ်ဘုဘက်ကနေဒီကထုတ်ပြီးလိုက်တဲ့ design လေး scale ကလုံးဝဆောင်းရင်းကျွတ်စီပြီးတော့နော်တော့ဒီအားဆိုလို့ရှိရင်တော့ Leslie ရဲ့ Valentine စကင်အောင်ဘယ်လောက်ပြီးမှိုက်မလဲဆိုတော့သိကြည့်ရအောင်ဒါ intro လေးဟုတ်ပြီဆုံးသွားတယ် carries the ဟုတ်တယ် threads ဒါတော့ of main fate တိုင်းလုံးဝ to ကြ find us. ပုံစံလေးပေါ့နော်တော့သူတို့ကစကင် interface မှာဟိုကနှစ်ယောက်လုံးတွဲပြီးထားပြီးမှာပေါ့နော်အရင်လိုကင်မရာနဲ့ CCTV ကိုမှလို့ပြီးတော့ထွက်သွားမှလည်းမဟုတ်ဘူးGranger နဲ့Savannah စကင်မှာလည်းဒီလိုမျိုးမရှိဘူးပေါ့နော်ဒါလေးကတော်တော်ကြီးစမ်းတက်လာတယ် when there was still a slide of what was made for two, and where the stars are falling down is just for you. Wish I could tell you what I feel. My love is true. ဩကပါကပြောင်းပါတော့ဒီမိုက်ရဲ့အတော်ရော engage လေးသတိလိုက်ရအောင် I was lost until fate led me to her. Each moment with her But feels Lene like Alcácer ne fate's ponga grand no? design. visit လေးစချုပ်လိုက်ရအောင်တော်လေးကိုမိုက်တာကိုတွေ့ရမယ်ဒါပေမဲ့ तू quality skin ဒီပါပေါက်ဈေးရလဲပေါက်သွားမှာဆိုတော့လေနောက် stay one stay Precision one is တော့ the တာကြီးနဲ့ art မနာဖသားကြီးမဟုတ်ဘူးတာမှန်မယ်ဒါပေမဲ့ enemy hero ကိုထိသွားလို့ရှိရင်တော့တော်တော်လေးမိုက်တယ်ပေါ့နော် offer လေးရပြီးတော့အဓိကသူ့ရဲ့ smoother ကြီးကိုကျွန်တော်ကြည့်ပြရအောင် Cupid's mark. First blood. I'll dedicate စမူဇာလည်းလှတော့လှရပေါ့နော်ဒါပေမဲ့ quality လောက်ကြီးတော့လှဖို့မရှိဘူးဒါပေမဲ့ Leslie ရဲ့နောက်ဆုံးဒီ skin ရဲ့အသက်ကတော့သူ့ရဲ့ AD mate ပဲနော် AD mate ကဘာလို့ AD mate ကအသက်ဖြစ်သွားလဲဆိုလို့ရှိရင်Oderi နဲ့သူတို့နှစ်ယောက်အတူတူလက်ချင်းချိန်ပြီးတော့ရှေ့ကိုတိုးသွားတဲ့ပုံစံလေးကတော်တော်လေးစမ်းတက်တယ်ဘယ် skin မှာဒါမျိုးမရှိဘူးပေါ့နော်ဘယ် Valentine skin မှာမရှိဘူးမတော်ဘက်ကနေပြီးတော့ဒီလိုလေးတီးချာချာထုတ်ပေးတဲ့အတွက်အတွဲတွေကတော့တော်တော်လေးကြောင်းစားလို့ကောင်းမဲ့ skin ဖြစ်တယ်ပေါ့နော်ဒါလည်းကောင်းမလေးရှိတဲ့ကောင်လေးပဲဝယ်ရမယ့် skin ပေါ့နော် when she's ကွန် around. ရှိတဲ့ကောင်တွေကတော့ကြော်သွားလို့ရပါတယ်